အန်နီရရီကြားတဲ့ကနေထိုးဖောက်ပြန်တမ်းဖို့လိုအပ်နေပြီဖြစ်တဲ့ liver ငှက်တကောင်အားလုံးပဲမင်္ဂလာပါရှင်စပောက်ဘာကနေကြိုဆိုလိုက်ပါတယ် Liverpool အသင်းအနေနဲ့လက်ရှိမှာရလက်ဆိုးတွေကြားတဲ့ခေါင်းတိုးဝင်နေပြီဖြစ်ပါတယ်အဖြစ်အပျက်တွေကြားထဲမှာ liver logo နဲ့သက်ဆိုင်နေသူတိုင်းသတိထားရမယ့်အချိန်ကာလတစ်ခုဆိုရင်လည်းမမှားပါဘူး Liverpool ဟာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတပွဲပဲအနိုင်ရထားပါတယ်ဒါကလက်ခံလို့ရတဲ့အနေအထားမဟုတ်ပေမဲ့တကယ်ဖြစ်လာတဲ့အချိန်မှာဆိုရင်ဒီရလက်ဆိုးတွေကြားထဲကနေဘယ်လိုမျိုးရုံးထွက်ရမလဲဆိုတာကပဲအကောင်းဆုံးလှုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါလိမ့်မယ်အဓိကတာဝန်ရှိတဲ့သူကနီးပြကြီး Amslot ဆိုပေမဲ့လို့အဲ့ဒီနောက်မှာဒီထက်ပိုတဲ့အကြောင်းအရာတွေရှိနေပါတယ်။ Anslot ကိုမကြိုက်တဲ့သူတွေရောကြိုက်တဲ့သူတွေရောရှိပေမဲ့လက်ရှိတာဝန်အပြည့်ရှိနေတာကတော့ Anslot ကိုယ်တိုင်ပဲဖြစ်နေပါတယ်။ဒါကြောင့်မလို့လေဆက်လက်ပြီးတော့ဝန်းရံရမှာဖြစ်ပြီးတော့မှရလက်ဆိုးချားကနေခေါင်းတိုးထွက်ဖို့ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ဒါမဲ့ကစားမဲ့ပွဲစဉ်က PSG ကိုအဝေးကွင်းကနေတွားရောက်ရင်ဆိုင်ရမှာပါ။ Amslot ပြောသလိုပဲချန်ပီယံလိကွာတာဖိုင်နယ်အထိတက်လှမ်းဖို့ဆိုတာကအင်မတန်မှရခဲ့တဲ့အခွင့်အရေးဖြစ်ပါတယ်။အသင်းကချန်ပီယံလိဝင်ခွင့်အတွက်အရေးပါနေတယ်လို့ဒီအရာကိုရဖို့အတွက်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ရအောင်ယူသွားရမှာပါ။လက်တာဆာရီကိုပထမအကြော့မှာရှုံးခဲ့တုန်းကခန်းစားချက်နဲ့အိမ်ကွင်းမှာကိုပြက်အနိုင်ယူခဲ့တဲ့အပြီးခန်းစားချက်တွေကအများကြီးကွဲပြားနေတယ်လို့လီဗာပူးရဲ့ဝန်ကလူတိုင်းကလည်းဒါကိုခန်းစားမှုပါတယ်။ဒီတော့လာမဲ့ PSG နဲ့ပွဲစဉ်မှာဆိုရင်လည်းအဲ့လိုမျိုးပဲကောင်းမွန်တဲ့ခန်းစားချက်မျိုးအတွက်အသံအားထုတ်သွားရမှာဖြစ်ပါတယ်။အမားတွေကိုသင်ခန်းစာယူရင်းနဲ့နိုင်ပွဲတွေစီကိုဥတီသွားရမှာပါ။လီဗာပူးအသင်းခေါင်းဆောင်ဖန်ဒိုက်ပြောသလိုပါပဲ။တာဝန်ရှိသူကနီးပြဆိုပေမဲ့လို့တကယ်တမ်းဝင်ရောက်ကစားနေတဲ့ကစားသမားတွေစီမှာကလည်းတာဝန်အပြည့်ရှိနေပါတယ်။အကြမ်းတမ်းဆုံးခရောင်းမြေမှာခေါင်းတိုးထွက်ပြီးရှင်တန်နိုင်တဲ့ပန်းတဝင်းကပဲအပြောင်မြောက်ဆုံးသောအလှတရားကိုဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။လီဗာပူးကလည်းအဲ့ဒီအတိုင်းပါပဲ။အရှုံးတွေ PR တွေချားကနေထိုးဖောက်ထွက်ပြီးတော့မှအမြင့်ဆုံးအထိကိုပြန်တန်းသွားရမှာဖြစ်ပါတယ်။ဒါဟာလီဗာပူးကိုစားပြုထားတဲ့ liver ငှက်လိုပါပဲ။အမြန်ဆုံးရုံးထွက်နိုင်မှုဘာတွေလိုအပ်လဲဆိုတာကတော့အသင်းတာဝန်ရှိသူတွေကသာအတိဆုံးဖြစ်ပါလိမ့်မယ်။ပရိသတ်တွေကတော့လီဗာပူးဟာနှလုံးသားထဲမှာရှိထားပြီးသားဖြစ်တာကြောင့်မလို့ဘလို့နီအားပေးကြမှာပါပဲ။ရှုံးသွားလို့ဒီနေ့မှကျိမ်းမောင်းပြောဆိုနေပေမဲ့လည်းနောက်ရက်မှာလီဗာပူးပွဲကိုတော့ဆက်ပြီးတော့မှအားပေးဖို့အတွက်အမြဲတမ်းအစဉ်သင့်ရှိနေတတ်ကြစမြဲပါပဲ။ဒါကြောင့်လည်းပဲမန်စီးတီးကိုအရေးနှိမ်ပြီးတော့ထပ်ပြီးတော့ရှင်ပြိုင်ရမယ် PSG နဲ့ပွဲမှာလည်းအားပေးအောင်ပါပဲ။လက်ရှိအသင်းမှာကလည်းတယောက်နှစ်ယောက်လောက်ကလွဲပြီးတော့မှကြံကစားသမားတွေကအစဉ်သင့်ရှိနေပါတယ်။စိတ်ဓာတ်ကိုမြင်ထားရမှာဖြစ်ပြီးတော့မှ Amslot နဲ့ဝိုင်းတော်သားတွေအနေနဲ့ကလည်းဒါကိုလှုပ်ဆောင်နိုင်လိမ့်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။စင်မြင့်ထက်မှာဆက်လက်ဆောင်ရအောင်မှာဖြစ်ပြီးတော့မှအဆိုးအန်နီရီကြားတဲ့ကနေရုံးထွက်လွတ်မြောက်လာမယ်။ liver ငှက်တကောင်ကိုတကဘာလုံးကလီဗာပူးပရိသတ်တီခေါင်းတမော့မော့နဲ့စောင့်မျှော်နေကြပါတယ်ရှင်။